ရတော့အရန်အေးတယ်ညာနဲ့မောင်ကကြတော့ဖော်ယူရယ်တခြားလူတွေလည်းခက်မှန်းလို့ဒါပေမဲ့ strawberry လည်းအဲ့လိုသေးလေးနဲ့လေစစ်စီရလေး strawberry လည်းတီးချင်တယ်ပြီးတော့ cherry ဘာတော့တီးတယ်လို့ပဲဘယ်ကမို့တော့စားလာရသမီးတန်လို့သမီးမလာတယ်အရန်ဒါဘောကမမေးလို့မရတဲ့ moment လေးပေါ့နော်သမီးရောမေရောပါအစီအစဉ်မှာမိသားစုလိုက်ထိုင်းကြည့်ကြရဲဆိုတော့လေဟုတ်ကဲ့မသိပါဘူးသိပါလေအဖေကမို့တော့စားလာရသမီးတန်လို့သမီးမလာပြောလဲအေးဟောပါလေသူစပယ်စပါလာချယ်ရီလာဗန်နီလာသူစပယ်ဖြစ်နေကြပြောမမီဒီကအမြဲတမ်းနားထောင်တာထိတ်သက်ဆုံးအေးစီစဉ်လို့ဖေကသူ့ကြောက်ကြီးမမေးကြောက်အော်မမေကြောက်ဘောထိတ်ပါမှမသိတာနော်မမေအပေးနေကြည့်နေဟဲ့တော့ဘယ်လိုပြောဗန်နီတရားလို့သမီးပြန်လိုက်အဲ့လိုသူရလို့မပြောတာသမီးမလားလေအဲ့ဒါပြောတာဖေတမတ်ဆုလိုက်တဲ့ချိန်မှာအော်တော့တိနေပြီလေအဲ့ချိန်မှာတော့တေးကြနေပြီပါအသက်ရှင်တဲ့ပုတ်လို့ဆိုပြီးပါဆိုတော့တေးကြသမီးပဲ confirm ပါရန်နေရခတ်ပါတယ်အကုန်လုံးလည်းလာမေးကြရတယ် Messenger နဲ့လာမေးကြတယ် comment နေမှာရောအားဆုံးနေရမယ်အဲ့ချိန်မှာလည်း no မဟုတ်ဘူးလို့ပြောတာပေါ့ပြောချင်နေမှာပဲတော့မဟုတ်အများကြီးကိုသိရမလားအဲ့လိုဖတ်ထားတာအရသာတစ်ခုပဲเนาะကဲဘယ်လောက်တော့ဒါပြောစရာကြီးဒါဆိုနေတယ်ဟိုမတရားပြန်ကြည့်ရတယ်ခံစားရတယ်ဟုတ်စီစဉ်လေးကိုပြီးရောမီရောကမ္ဘာသားစုတော့ပြန်ကြည့်ကြဟုတ်တယ်အဲ့ခံစားချက်တွေတော့ထိတော့very wholesome ဖြစ်တယ်အရန်ဒါဘောကမမေးလို့မရတဲ့ moment လေးပေါ့နော်သမီးရောမေရောပါအစီအစဉ်မှာမိသားစုလိုက်ထိုင်းကြည့်ကြရဲဆိုတော့လေဟုတ်ကဲ့ရွှေမှုနဲ့ခံစားရပါတယ်ဟုတ်ကျင်းလုံးလာအရန်အေးရတော့အရန်အေးရစကားမပြောတော့စကားပြောလို့လည်းမရဒါပေမဲ့အဲ့လိုပေါ့သူ့ကိုလည်းနေရအောင်နော်ညာနဲ့မောင်ကကြတော့ခေါ်ယူတယ်အဲ့လိုထိတ်တို့အိုက်နေလို့ဆိုပြီးတော့လည်းပန်ငါမောင်နေနဲ့ထိတ်ကိုပန်ငါရလာပေးတယ်အဲ့လိုမျိုးပေါ့နော်ဆိုတော့မောင်ကလည်းသိတယ်ထိတ်လည်းမသိဘူးအမတို့လည်းဘယ်လိုထင်လဲပြောစုံစမ်းနေထိတ်လည်းစုံစမ်းစေအမေကဘာမှမပြောပြဘူးနော်တကယ်အမေဘာမှမပြောပြဘူးပြောမေးလေးရမေးတာပေါ့မမေးပဲနေတယ် strawberry ဟုတ်တယ်ဘာလို့တော့ထိတ်ခက်မှန်းလို့မရလို့လေတခြားလူတွေလည်းခက်မှန်းလို့ဒါပေမဲ့ strawberry လည်းအဲ့လိုသေးလေးနဲ့လေစစ်စီရလေး strawberry လည်းတီးချင်တယ်ပြီးတော့ cherry ဘာတော့တီးတယ်လို့ပဲဒါပေမဲ့တော့မသိကြပါဘူးအမွေးလေးကိုပေးရမယ်မားရင်ဒီလူဆိုတော့ဒုက္ခပဲသူများပြခဲငါခေဝမှာအမွေအကုန်ပေးနေရမှာတော့မကြရအများကြီးပဲဒိုင်နေနဲ့ဒိုင်နေကိုနောက်ရတာရောဝှစုံလေးမှာဝှစုံလေးထဲမှာနေရတာရောအများကြီးပါပဲဟုတ်ကဲ့ဟိုထုံးကအရန်တော်တယ်အဖျားလေးရှူရတာတခုပဲပေါ့တော့ပြီးခဲ့မှာခင်ဝင်ဟောကိုတဲစားလိုက်တာအဲ့လိုမလဲဆိုထိတ်ကလေအမှန်လိုက်ကြီးတကယ်အမှန်လေးပဲပြောတာနော်ဟိုမှာဘိုက်မှာမှဲပါတာတွေရောဗါတွေရောတကယ်အမှန်တိုင်းပဲပြောတာပထမဆုံးတော့မေသမင်းမဟောဒါမမေမလို့ပြောလို့ပဲဒီလိုမျိုးလုပ်ပြတာအဲ့လိုမလုပ်လို့လည်းမရဘူးအဲ့တခုပဲကျန်တာတွေကအမှန်တိုင်းကိုပြောတာတော့ဘာသမီးလားဟုတ်ပါဘူးအမသမီးတို့မှကွဲပြီးတော့နေတာတော့ကျွန်တော်အမသမီးရပြည့်နေတာလို့မဟုတ်ဘူးတဲ့မညာနဲ့နော်မမေလို့ခေါ်လို့မရတာအမရဲ့မငယ်တော့ငါဆိုရင်တဲ့ပြီးမငယ်လို့ခေါ်လိုက်ရမှာနော်
ခေါ်လို့မရဘူးဆိုတော့တကယ်အမေဖြစ်နေလို့လေ အမေရှိမှတဲ့ခံစားချက်ကမကြည့်ပါဘူးဆိုတဲ့ခံစားချက် အများကြီးရှိတာပေါ့အမေလေနော်မင်းကပြောတယ်ပြောချင်စရာကြီးအေးပေါ့အမေဖြစ်ပြီဒါမဲ့တော့အဲ့တုန်းကကျတော့ထိတ်ကဟိုအရင်အင်တာဗျူးမှာလည်းပြောခဲ့ပါတယ်ထိတ်အကြောင်းသွားတဲ့နေပေါ့အကြောင်းသွားလို့ရှင်တကယ်အကြောင်းမဲ့သွားအရင်နေမှာလေအဲ့တော့ကျတော့ငါသမီးကကြောင်းမှာပါပြီးတော့မဆင်ကကလည်းပေါ့နော်အမေကိုစုံနှောက်ထားပြီးတော့သမီးကိုတော့ဝင်ပြန်ခိုင်းလာဖို့ပေါ့အဲ့ဒါလည်းကိုလည်းညှိလိုက်တယ် အဲ့တော့ကျောင်းသွားမယ်ဆိုခိတ်ကျောင်းသွားမယ်ဆိုရင်လည်းအခုလိုတိတ်မကြုံတော့ဘူး ခေတ်ကြောင်းပြီးသွားပြီဟဲ့ရုံပါတယ်တခါလေးပဲဆိုတော့ တခါလေးပဲပေါ့ တခါလေးပဲ အမေမသိတာတခါလေးပဲ တခါလေးပဲလိမ်ဘူးလားအမေမသိတာတခါနှစ်ခါသုံးခါလေးကံပါတော့ဟောဦးဖြိုးလည်းတော်တယ်ဦးဖြိုးလည်းအမှန်တကယ်ဆိုထိတ်နဲ့အပြင်မှာတိတ်မခင်ဘူးပေါ့နော်ငငယ်ရပဲတွေ့ဘူးတာပြောနေကြတယ်ဦးဖြိုးကြပါမပြောမဟုတ်ပါဘူးပြောတယ်ဗာလဲနောက်ဆုံးကျတော့ညီမလေးကိုမှတ်မိဘူးလားလို့ပြောရတာအဲ့ဒါအမှန်တကယ်ဦးဖြိုးကိုပြောတာဒါပေမဲ့အဲ့အပိုင်းမကြားလိုက်ဘူးလားပါလာတော့မသိဘူးပေါ့နော်ပြီးတော့ပွဲပြီးတော့လည်းဆင်းအောင်မှာပြောပါတယ်ဦးဖြိုးနဲ့စကားအများကြီးပြောတယ်ဦးဖြိုးတော်ရပါညာပြောပါတယ်အချိန်မှာကျတော့ time limit နဲ့ပြောရဆိုတော့လေဦးထွန်းနဲ့မတ်ဒီဒီနဲ့မိမိနဲ့ကကျတော့ပြောစရာစကားတွေအများများနေတော့တော့ကိုပဲပတ်ပြောရင်းနဲ့ချိန်ကုန်မှာပေါ့ဟုတ်ကဲ့ဟာအရှမ်းလောက်သွားတာအဲ့မှာဟဲဘာလဲပေါ့ group song ဆိုပြီးတော့အဲ့မှာဟိုစကားတော့ပြောလို့မရသေးဘူးလေ hint တစ်ချောင်းပဲပေးရပြီးတော့နမထောင်နေ yes or no အဲ့လာပဲပြောရတဲ့အချိန်မှာပြောလိုက်တော့အရှမ်းကိုအဲ့ ကိုတို့နဲ့ EDM ပွဲကိုပထမဆုံးအချိန်အတူတူသွားဘူးလားဟုတ်တယ်မလား စိတ်ဆုံးလေးတော့တော့ဒီတစ်ခါ အဲ့ရန်တော့ရန်လက်အောင်စားထားစားနေ oh my god မိပေါ့ဒါမဲ့စင်မော်တက်တက်ရှင်ဦးထွန်းဖြစ်သွားတယ်ဟဲဦးထွန်းဒုက္ခပဲမရရောက်နေပေါ်နေပြီတော့လို့ဗန်နီလေးကိုအရန်ချစ်တယ်အရန်လည်းတန်ရောစင်တွေ့ရတယ်ပေါ့နော်ကိုယ့်ရဲ့ကိုယ်ပွားလေးပေါ့တကယ်ဗန်နီကထိရဲ့ spirit animal ပေါ့နော်သူဗန်နီရဲ့ရှာကြည့်လိုက်ပေါ့နော်ဗန်နီရဲ့အကျင့်လေးတွေပါလေထိနေအရန်တူတယ်။သားနဲ့ချောင်းနဲ့တူပါလေ။ရှစ်သားနဲ့ချောင်းကြီးရယ်ဗန်နီကလည်းအဲ့လိုရှင်းနေခါကြီးရယ်လို့ဟုတ်ကဲ့အားလုံးကျေးဇူးအများကြီးတင်ပါတယ်ပြီးတော့မှ singer season တွေကိုလည်းဆက်လက်ကြည့်ရှုပေးကြပါတော့ကြာနေ